ဒီနေ့ကျွန်တော်တို့စားခဲ့တဲ့ဟင်းလေးပါအမေသားနေဤတော့ပါဒီနေ့ကကျွန်တော်တို့ shopping ထွက်တဲ့နေ့ပေါ့နော်ပစ္စည်းတွေဝယ်လာပါတယ်အများကြီးပဲ Hello အားလုံးမင်္ဂလာပါကျွန်တော်ကဒီခိုင်မီလို့စားပြပါမယ်ခိုင်မီလေးစားကြပါဦးကောင်းတယ်ဆက်တယ်ဒါနဲ့မဲတော့မှာကြမလားလေဒီတော့ဆိုင်မှာဘူးလို့ရခိုင်မီလေးပါငါဘာပြီးတော့တတိမငါပြီးတော့ဒီတော့မှာဒါလည်းရခိုင်မီသားချက်လေးပါဆက်ရပါဦးတတိမငါကိုနှိုင်းပြီးတော့ဒီတုံတုံဝိုင်းလားစားကြည့်ရအောင်ဒါရတဲ့ဟင်းကားလေးပါဟင်းကားလေးကကျွန်တော်ပေးချက်ပါတယ်ချင်းလေးပေါ့နော်ရတာတော့ဒီကောင်းပါလေဟင်းလေးအပြောလေးကတိုးစရာရဲ့ရခိုင်ငပိတောင်လေးရဲ့ပေါ့နော်ရခိုင်ငပိတောင်လေးနဲ့တိုးစရာလေးနဲ့ဒီလေးကဟိုကအချိုးတော့ကောင်းတယ်ကျွန်တော်ချက်ပါတယ်တော့မလေးကထမင်းစားဦးကြာမုံဒီအိုင်မုံဒီပဲစားပါတယ်မုံဒီဒီတော့ဆိုတော့ရခိုင်ဆိုင်ជីစားပါအောင်ជីရခိုင်ကအမျိုးတွေជីစားပါအောင်ရခိုင်မူးဒီရဲ့ဒီရွက်တွေနဲ့ជីမပြီးတောင်းလေးနဲ့စားပါအောင်စားပါအောင်